အားလုံးပဲမင်္ဂလာပါရှမ်းမလေး channel မှာကြိုဆိုလိုက်ပါရယ်ဒီတစ်ခါကြက်တောင်ပန်ကြော်နီးလေးအစ်စ်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံး stand by လုပ်ပြီးသားကြက်တောင်ပန်ကိုရေဆေးပြီးတော့မှတန်းစိန်အောင်ထားပါပြီးတဲ့အခါမှာကျွန်တော်တို့အရသာတွေကိုထည့်ပေးရပါမယ်ပထမဆုံးစားတစုံပေါ့နော်တီစပွန်နဲ့တစုံထည့်တယ်ပြီးတော့ဆောဒါတစုံထည့်တယ်ဂါလစ်ပေါဒါလို့ခေါ်တဲ့ကြက်သွန်ဖြူအမှုံပေါ့နော်အဲ့ဒါကိုနှစ်စွန်းလောက်ကျွန်တော်ထည့်တယ်ပြီးတော့စီအနှဲငယ်ပေါ့နော်ကျွန်တော်ထည့်တယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ခဏနေပေးရပါမယ်နှက်ဆောက်အောင်နေထားပေးရပါမယ်ပြီးရင်တော့ swing mode နှစ်စွန်းလောက်ကိုကျွန်တော်ထပ်ထည့်တယ်အဲ့ဒါပြီးရင်နှက်ဆောင်သွားအောင်ထပ်ပြီးတော့မှနေပေးပါဒါတော့ marinate လုပ်တာပေါ့နော်အရသာတွေကိုဝင်တော့အောင်ဒါပြုလုပ်ခြင်းဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ထပ်ပြီးတော့မှအယောင်တင်ဖို့နှစ်စွန်းပေါ့နော်ကျွန်တော်ထပ်ထည့်ပြီးတော့မှနေမှာဖြစ်ပါတယ်ခုဆိုရင်အယောင်တင်ဖို့ချီလီပေါဒါပေါ့အဲ့ဒါကိုနှစ်စွန်းကျွန်တော်ထည့်ပြီးတော့မှသမအောင်ထပ်ပြီးတော့နေပေးပါပြီးလို့ရှိရင်တော့ကြာလေးနှက်ထားပေးရပါမယ်9မိနစ်10မိနစ်လောက်နှက်ထားပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကဒီ air fryer နဲ့ကျွန်တော်ဒီကြက်တွေကိုကြက်တောင်ပန်တွေကိုကျွန်တော်ကချက်ပြပေးသွားမှာဖြစ်ပါတယ်ဒါ air fryer ထဲမှာ cc လေးထည့်ပေးလိုက်ပါကြက်တောင်ပန်တော့ကျွန်တော် 1kg လောက်ထားတဲ့အတွက်အားလုံးမဆန့်ဘူးပေါ့နော်နှစ်ခါကျွန်တော်ခွဲပြီးတော့မှဒီ air fryer တဲ့ကျွန်တော်ချက်ပြပေးမှာဖြစ်ပါတယ်မိနစ်ကတော့အစိတ်ပေါ့25မိနစ်လောက်ကိုကျွန်တော်ချိန်ထားပြီးတော့မှဒီ air fryer နဲ့ချက်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီရဲ့ချက်နီးလေးကိုဒါကြည့်ရှုသူများလည်းပဲလှုပ်ရှားကြည့်ပါအလုံးမလည်းအရသာရှိပြီးတော့မှစားလို့ပိုကောင်းပါတယ်စီလည်းနဲတယ်ပေါ့နော်ပြီးတော့ကျန်းမာရေးအတွက်လည်းညီညွတ်တယ်ပေါ့ဒီမိနစ်အစိတ်ပြည့်တဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်ဆွဲထုတ်လိုက်တယ်ပြီးတော့မှခရီးလင်းတယ်ပေါ့နော်အထဲကိုကြက်မကြက်စမ်းကြည့်တဲ့အခါမှာအားလုံးအဆင်ပြေတဲ့အနေအထားဖြစ်သွားပြီပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့ပွဲပြင်တဲ့ပကံထဲမှာထုတ်ထားပေးလိုက်ပါအခုဆိုလို့ရှိရင်အထဲမှာကျွန်တော်စမ်းတက်တဲ့အခါမှာအားလုံးအဆင်ပြေသွားပြီဒါကိုပွဲပြင်တဲ့ပကံမှာဆွဲထုတ်ပြီးတော့မှကြံရှိတဲ့ကြက်တောင်ပန်လေးတွေကိုထပ်ပြီးတော့မှဒီနီးတိုင်းပေါ့နော်ကျွန်တော်တို့ဆက်ပြီးတော့မှချက်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးပြီးသွားတဲ့အခါမှာခုနကကြံနေတဲ့ကြက်တောင်ပန်ကိုပထမနီးတိုင်းပဲထည့်ပြီးတော့မှကျွန်တော်ထပ်ပြီးချက်ပေးမှာဖြစ်ပါတယ် ဒီ
ဒီတစ်ခါတော့ကျွန်တော်မိနစ်30ပေါ့နိုင်ဝက်ကျွန်တော်မီတင်ပြီးတော့မှကျွန်တော်ထပ်ချက်ပေးမှဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ပို့ပြီးတော့မှကျွတ်မယ်ပြီးတော့အယောင်လဲပို့လာမယ်ပေါ့နော်ဒီ temperature ကို2မျိုးနဲ့ကျွန်တော်ချက်ပြထားခြင်းဖြစ်ပါတယ်ခုဆိုရင်မိနစ်အစိတ်မှာကျွန်တော်ဆွဲထုတ်ပြီးတော့မှသမအောင်အထက်အောက်လှန်လိုက်ပါတယ်မလှန်တဲ့တုံးလေးတွေကိုညှက်နဲ့ကျွန်တော်လှန်တယ်ပြီးတဲ့အခါမှာ9မိနစ်ထပ်ပြီးတော့မှကျွန်တော်ချက်ပေးလိုက်တယ်ပေါ့နော်ခုဆိုရင်ထပ်ထည့်ပြီးတော့မှနောက်ထပ်9မိနစ်ကျွန်တော်ထပ်ချက်မှာဖြစ်ပါတယ်9မိနစ်ပြည့်တဲ့အခါမှာအကုန်လုံးကိုဆွဲထုတ်ပြီးတော့မှကြည့်လိုက်တဲ့အခါမှာအားလုံးစားလို့ရပြီဖြစ်တယ်ပေါ့နော်အထဲကိုလည်းနူးနတ်တယ်ပြီးတော့အယောင်လည်းပိုလာတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲဒါဆိုတဲ့အခါမှာပွဲပြင်တဲ့ပကံထဲမှာထည့်ပေးလိုက်ပြီးတော့မှ sauce လေးနဲ့စားမယ်ဆိုလို့ရှိရင်တော့အလွန်မှအရသာရှိတဲ့ကြက်တောင်ပန်တပွဲကြက်ကြော်ပေါ့နော်ကြက်တောင်ပန်ကြော်တပွဲရရှိလို့သွားပြီဖြစ်ပါတယ်အထဲကိုကြည့်တဲ့အခါမှာလည်းအားလုံးစင်ပြေတယ်အထဲထိလည်းကြက်တယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်တယ်နောက်တစ်ပတ်မှာပြန်ဆုံပါဦးမယ်အားလုံးကို bye bye